မင်္ဂလာပါချေဟုတ်မင်္ဂလာပါဗျာဟုတ်ကဲ့ဒီချက်အနေနဲ့တမွေးဝမ်းကြောင်းပညာရက်တွေအများကြီးရှိတဲ့ထဲမှာပေါ့နော် IT career ကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲဆိုတာလေးမျှဝေပါအောင်ချေဟုတ်ဆို IT career ကိုတော့ကျွန်မတခုတခါရည်ရွယ်ပြီးတော့ရွေးချယ်ခဲ့တာမဟုတ်ဘူးဆယ်တန်းပြီးတဲ့ကကျွန်မprofessional အနေနဲ့စာသင်တယ်ပေါ့နော် guide တင်တယ်ဒီလိုပုံစံမျိုးနဲ့ပဲနေရင်းရနေပြီးတော့ကျွန်မတက်တဲ့အကြောင်းကကွန်ပျူတာတက္ကသိုလ်ဖြစ်နေတယ်အဲ့တော့ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ်မှာကျွန်တော်တို့တရက်စာမေးပွဲဖြေလို့ပြီးကန်ပြီးရက်လောက်ထင်တယ်အဲ့ဒီနိုင်ငံခြားဒီ company တစ်ခုကနေပြီးတော့ပေါ့နော်သူတို့စီမှာဒါ programmer အလုပ်လုပ်မယ်ဆိုရင် seminar လာပြီးနားထောင်လို့ရတယ်စာမေးပွဲဖြေကြည့်လို့ရတယ်ပြီးရင်ဒါအလုပ်ဝင်လို့ရတယ်ဆိုတော့ကြော်ညာလေးတစ်ခုတွေ့တဲ့အချိန်မှာကျွန်မတကယ်ချင်းကအရင်ပြတာပေါ့နော်ပြတဲ့အချိန်မှာအဲ့ကြော်ညာလေးတစ်ခုကနေပြီးတော့ကျွန်မအလုပ်စာမေးပွဲဝင်ဖြေတယ်သူတို့ aptitude test ဆိုတဲ့ဟာလေးစစ်တယ်ဝင်ဖြေပြီးတော့စာမေးပွဲအောင်သွားတယ် interview တွေအောင်သွားတယ်ပေါ့နော်အောင်ပြီးအလုပ်ရသွားတဲ့အချိန်မှာကျွန်မရောက်မှန်းမသိကျွန်မIT career တွေကိုရောက်သွားတယ် IT career တွေကိုရောက်သွားတဲ့အချိန်ကျတော့မှကျွန်မရထားတဲ့ဘွဲကလည်း computer science ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုကြားထဲမှာတော့မျှတာတယ်လို့ခေါ်ရမှာပေါ့နော်ကျောင်းပြီးထားတဲ့ဟာနဲ့ကောလက်ရှိလုပ်နေရတဲ့ဒီ programmer ဆိုတဲ့အခြေအနေနဲ့ကောမျှတာတယ်ဆိုတော့ကျွန်မအိလန်းချောင်းကိုပဲ design member ဆက်လုပ်နေရင်းကနေပြီးတော့တကယ်နိုင်ငံခြားထွက်သွားတဲ့အချိန်ကျတော့ကျွန်မ programmer အနေနဲ့ဆက်ပြီးတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ IT လမ်းကြောင်းလေးရပဲကျွန်မတို့တွေ့ဖယ်လို့မရတဲ့ information security ဆိုတဲ့ဟာကိုဆက်ပြီးလုပ်ဖြစ်တယ်အဲ့တော့အဓိကတော့ဘာကြောင့် IT career ကိုရွေးချယ်ခဲ့လဲလို့ပြောရင်တော့ကျွန်မဒီ IT career ကိုရည်ရွယ်ပြီးတော့ရွေးချယ်ခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ရွေးချယ်ရင်းနဲ့မှာဝါသနာပါလို့ဆက်လုပ်ဖြစ်တဲ့ career တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ပေါ့နော် IT career ကိုရှောက်လန်းမယ်ဆိုရင်ဘယ်လိုခက်ခဲမျိုးတွေကြုံတွေ့နိုင်ရမှာလဲIT career ကိုရှောက်လန်းမယ်ဘယ် career မဆိုပေါ့နော်ကျမတို့ professional အနေနဲ့ရှောက်လန်းမယ်ဆိုလို့ရှိရင်တော့ဘယ်ဟာမဆိုအခက်ခဲရတော့ရှိတယ်IT ထဲမှာဆိုရင်တော့အဓိကအခက်ခဲလို့ပြောပြီးဆိုတော့ကျမတို့ကအသက်တွေကိုနေတိုင်းလေ့လာနေရမယ်ဆိုတော့ကျမတို့တခြားသောပညာရက်တွေရှိလိမ့်မယ်အဲ့တော့တခြားသောပညာရက်တွေဒီမှာတမိုးဝမ်းကြောင်းပြုလို့ရတဲ့ပညာရက်တွေပေါ့နော်ပညာရက်တွေဒီဒါနဲ့ဒါပဲနေ့တူကပုံမှန်အားဖြင့်ဒါတွေပဲလုပ်လို့ရတယ်ဆိုမှ IT လို့ပြောပြီးဆိုရင်ကျမတို့ကနည်းပညာကိုတစ်လလောက်လုံးဝမလေ့လာပဲထားလိုက်တာနဲ့နည်းပညာအသက်တွေကထက်ထွက်လာတယ်နောက်ထပ်တစ်နှစ်လောက်မလေ့လာပဲထားပြီးဆိုအဲ့နည်းပညာနဲ့ကိုယ်နဲ့ဝေးကွာသွားပြီနှစ်နှစ်သုံးနှစ်ဆိုဒီမှာလိုက်လို့မမီဘူးဆိုတဲ့အခြေအနေမျိုးဖြစ်တတ်တယ်ဆိုတော့ IT career ရဲ့ challenge လို့ပြောပြီးဆိုရင်တော့ continuous learning ဖြစ်မယ်နဲ့တူတယ်ကျမတို့ပုံမှန်လေ့လာနေမှသာလည်းဒီ career အနေနဲ့ဆက်ပြီးကျမတို့ရှင်းလန်းနိုင်တယ်လို့ကျမအနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါခင်ဗျာဟုတ် IT ပညာရေးကိုစိတ်ဝင်စားပြီးတော့ရှောက်လန်းကျင်တဲ့လူငယ်တွေပေါ့နော် online IT college ကိုဘာကြောင့်ရွေးချယ်သင့်ပါလဲချက်RIIT college ကကျမတို့ဒါ college မဖြစ်ခင်ပေါ့ဒါ college ဖြစ်လာတာလည်းအရင်ကမကြသေးဘူးပေါ့နော်အခုဆိုတော့နှစ်နှစ်ထဲကိုရောက်လာပြီတစ်နှစ်ကျော်သွားပြီပေါ့ဆိုတော့အဲ့ဒါမတိုင်ခင်အခြေအနေနဲ့စပြီးပြောရမယ်နဲ့တူတယ်ကျမတို့အဓိကဒီကြောင်းကိုစပြီးလုပ်လိုက်တဲ့ရည်ရွယ်ချက်တွေ vocational college ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ခဲ့တာအဲ့တော့ vocational လို့ပြောလိုက်တဲ့အဓိပ္ပာယ်ဒီအသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုပေးတဲ့ဟာပေါ့နော်ဆိုတော့ကျမတို့ RI အဲ့တုန်းကတော့ RI Institute ပေါ့အခုတော့ RIIT college ဖြစ်သွားပြီ RI Institute လက်ထက်မှာတော့ဆိုရင်ကျမတို့အဓိကဒီအသက်မွေးဝမ်းကျောင်းပညာရပ်အနေနဲ့ဒီကျောင်းကပြီးသွားတဲ့ကျောင်းသားတယောက်တည်းအပြင်မှာလုပ်နိုင်ရမယ်အဲ့တော့ဒီသင်ပေးလိုက်တဲ့ပညာရက်နဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျောင်းရဲ့ရည်တည်ချက်တွေအခု college ဖြစ်တဲ့အခြေအနေမျိုးမှာလည်းမပြောင်းမလဲပဲနဲ့ရှိနေတယ်ဒါပေမဲ့ college ဖြစ်သွားတဲ့အချိန်မှာကျတော့ပိုပြီးဒမန်းတာသွားတာကဘာလဲဆိုတော့ကျမတို့ရဲ့ကျောင်းကိုအတိမတ်ပြုလာတဲ့အဖွဲ့အစည်းတွေအတိမတ်ပြုလာတဲ့ဝန်ကြီးဌာနတွေအတိမတ်ပြုလာတဲ့နိုင်ငံတွေပိုများလာတယ်ပေါ့ဆိုတော့ငကိုမူရင်းအခြေအနေရဆိုရင်ကျမတို့ဒီ RI ရဲ့သွားနေတာဒီလက်တွေ့ပိုင်းဆိုင်ရာကိုအဓိကသွားတယ်အလုပ်ရရှိရေးအလုပ်ကိုင်ခွင့်လန်းများထိတွေ့နိုင်ရေးကိုကျမတို့အဓိကသွားတယ်အဲ့ဒါ plus ခုနောက်ပိုင်း college ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတကာအသိမှတ်ပြုမှုတွေတခြားသောပညာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအသိမှတ်ပြုတဲ့ဟာတွေကပို့လာပါတယ်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပေါ့နော် IT engineering တက်မြောက်ပြီးသွားပြီဆိုရင်ဘယ်လိုအလုပ်ကိုင်ခွင့်လန်းလေးရရှိနိုင်ပါလဲခင်ဗျာဟုတ်ဒီမေးခွန်းကိုကျမတို့လွန်ခဲ့တဲ့နှစ်20 15နှစ်နှစ်20လောက်ကမေးတယ်ဆိုရင်တော့ဖြေရတော်တော်ခက်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကွန်ပျူတာတက္ကသိုလ်သာတက်လိုက်တာ IT နည်းပညာတက္ကသိုလ်ရဲ့ IT major သာယူလာဒါပြီးတော့အလုပ်ကဘယ်မှာရမှာလဲဆိုတဲ့ဟာကကျမတို့ကျောင်းသူဘဝလောက်တုန်းကဆိုရင်ဒါ6ချားစရာမေးခွန်းတစ်ခုပေါ့နော်။ဒါပြီးတော့ကျမတို့ဘယ်မှာအလုပ်ရမှာလဲဘယ်ကုမ္ပဏီတွေကခေါ်မှာလဲဘယ်လိုနိုင်ငံမျိုးတွေမှာအလုပ်ရမှာလဲဆိုကျမတို့ကိုယ်တိုင်လည်းတကယ်မသိခဲ့ဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်နည်းပညာဆိုတာတော်တော်များများနဲ့မစိမ့်တော့ဘူး။တော်တော်များများနဲ့မစိမ့်တော့ဆိုတဲ့အချိန်မှာကွန်ပျူတာတွေလည်းမစိမ့်တော့ဘူး technology ဆိုတာမစိမ့်တော့ဘူးဒီဖုန်းဆိုတာမစိမ့်တော့ဒါအပြင်တော်တော်များများဆိုရင်ဒါ AI ဆိုတာတွေအထိကိုသိနေပြီဆိုတော့ဒါတွေရဲ့နောက်ွယ်မှာကျမတို့ support လုပ်နေရတယ်အကုန်လုံးတွေ IT engineer တွေအဲ့တော့ဥပမာကျမတို့ game တစ်ခုဆော့ရဲဆိုတော့ဒီ game ကို develop လုပ်တဲ့ developer တွေအကုန်လုံးတွေဒါ IT engineer တွေလို့ကျမတို့ယူဆလို့ရတယ်ခုဒါ internet သုံးနေတယ်ကျမတို့ wifi နဲ့သုံးနေဆိုသူတို့ရဲ့နောက်ွယ်ကနေ ISP တွေ internet service provider တွေဥပမာထားပါတော့ Telenor တို့ Atom တို့ဒီ Ooredoo တို့ပါဆိုလို့ရှိရင်သူတို့ IT engineer တွေနဲ့ပဲအလုပ်လုပ်နေရတာပြီးတော့နောက်ကျမတို့ website တွေရေးတယ် e-commerce လိုမျိုး
application တွေထွက်လာတယ်ဒီလိုဟာမျိုးတွေအကုန်လုံးဒီလေ IT engineer တွေနဲ့ပဲခုနကပြောလို့မျိုး AI အကြောင်းပြောသွားတယ် AI အတွက်ကိုလည်းကျမတို့ဒီ bot တွေနောက်ကနေအလုပ်လုပ်တဲ့ဟာတွေ data training ပေးတာတွေ data set တွေကိုကျမတို့ဒီ machine learning နဲ့ပြန်လုပ်တာဒါတွေအကုန်လုံး IT engineering ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနဲ့ပြီးသွားရင်ကျမတို့ဘယ်မှာလုပ်ရမလဲဆိုတဲ့ဟာဒီခုနောက်ပိုင်းတော့အရင်ပူစရာမလိုတော့ဘူးအဲ့တော့ IT engineer လို့ပြောပြီးဆိုဟိုခေတ်တုန်းကလိုမျိုးnetwork ပဲဆင်ရတော့မလို့ program ပဲရေးရတော့မလို့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ဒီထက်ပိုပြီးနည်းနည်းရှိတဲ့အခြေအနေမျိုးတွေအထိကိုကျောင်းသားကျောင်းသူတွေအတွက်အခွင့်အလမ်းပိုများလာတယ်ဒီနှစ်20လောက်အတွင်းမှာပိုများလာတယ်လို့ကျွန်မအနေနဲ့မြင်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးပါတယ် ဟုတ်ကျေးဇူးတင်ပါ ဟုတ်တယ်ပေါ့နော်ဒီချက်အောင်ရင်ကျောင်းကပေါ့နော်ကျောင်းသင်ခန်းစာအပြင်နောက်ထပ်ဘာတွေထပ်ဆောင်တင်ကြားပေးသေးလဲ ဟုတ်ကျမတို့ RI ကဟိုးကျောင်းသားဖွင့်နေကွာ design မတ်သွားနေတာဒီအဓိကတော့ practical ပေါ့ practical နဲ့ qualified certificate ပေါ့အဲ့တော့တကယ်အရေးချင်းပြည့်မီတဲ့လက်မှတ်တွေရရှိနိုင်ဖို့အတွက်ကို support ပေးတယ်ပြီးတော့နောက်တစ်ခုကကျတော့ practical ပေးတယ်ပေါ့အဲ့တော့ practical လို့ပြောတဲ့အချိန်မျိုးမှာကျမတို့ဒီpractical ဆိုတာဒီ software နဲ့ပတ်သက်တဲ့ practical system နဲ့ပတ်သက်တဲ့ practical network နဲ့ပတ်သက်တဲ့ practical တွေပြီးတဲ့အပြင်ကိုကျမတို့သက်ဆိုင်ရာ course တွေမှာဆိုလို့ရှိရင်တကယ်အပြင်အလုပ်ဝင်နေတဲ့တကယ် real job လုပ်နေတဲ့လုပ်ငန်းအကြီးတွေမှာပါကျမတို့က OJT ကို internship တို့ထည့်ပေးတဲ့ဟာမျိုးတွေကျောင်းပြီးသွားတဲ့အချိန်မှာအလုပ်ကိုင်းအခွင့်အလမ်းအတွက်ကိုကျမတို့ seminar တွေစီစဉ်ပေးတာမျိုးတွေအလုပ်ကိုင်းအတွက်ထည့်ပေးရတယ်ဒါတွေအကုန်လုံးက RI ကျောင်းရဲ့နောက်ကနေပြီးတော့ထပ်ပြီးပံ့ပိုးပေးနေတဲ့ program တွေဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုဒီချမ်းပြည့်တော့ကျေးဇူးများတင်ပါတယ် ဟုတ်ကျေးဇူးတင်ပါတယ်ဆရာ